မိထက်လူကိုပွဲထွက်ကစားခွင့်မပေးတာနောင်တရမိကြောင်းအားလုံးကသူအမားတွေပါလို့ဆိုပြီးနီးပြရာဒုကထွက်သွားတဲ့ဂျပန်လူမျိုးနီးပြအယူကင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မာမန်တီလို့ဝင်ခလိုက်တဲ့ချိန်မှာပြန်ပြင်ဆင်ခွင့်ရမယ့်အရာရှိသလိုဘလို့မှပြန်ပြင်လို့မရနိုင်တော့တဲ့အရာတွေလည်းရှိပါတယ်။အခုပြောနေတာကတော့စီကဲအိမ်မက်ပြတ်သုံးခဲ့ရတဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့နီးပြယူကီတို့ရဲ့အကြောင်းပါပဲ။အခုဆိုရင်တော့ပရိသတ်တွေရဲ့ဒေါသတန်တွေဝေဖန်တန်တွေဆူညံနေတဲ့အချိန်မှာပဲဂျပန်လူမျိုးနီးပြယူကီဟာသူ့ရဲ့အမားတွေကိုတရားဝင်ခံပြီးတော့နီးပြရာဒုကနေနှုတ်ထွက်သွားခဲ့ပါပြီ။ယူကီနှုတ်ထွက်သွားချိန်မှာပြောကြားခဲ့တဲ့စကားတွေထဲမှာပရိသတ်တွေရင်းအနာရဆုံးစကားတစ်ခုပါဝင်နေပါတယ်။အဲ့ဒါကတော့အသင်းရဲ့အဓိကတိုက်စစ်မှုမေထက်လူနဲ့ပတ်သက်တဲ့ဝန်ခံချက်ပါပဲ။သူကဗီယက်နမ်နဲ့ပွဲစဉ်မှာမေထက်လူကိုပွဲထွက်လူစည်ရင်းမှာထည့်သွင်းအသုံးပြုခဲ့တင်ပါတယ်။သူမကိုပွဲထွက်ခွင့်မပေးခဲ့မိတာဟာကျွန်တော်ရဲ့အကြီးမားဆုံးအမှားပါ။ဒီကိစ္စအတွက်ကျွန်တော်အရန်ကိုနောင်တရမိပါတယ်ဆိုပြီးတော့ဖွင့်ဟလာခဲ့ရပါ။အရင်တုန်းကတော့နီးပြယူကီဟာမေထက်လူကိုအသင်းနဲ့အမဝင်မှုရှုံးနေရင်ကစားအားမရှိဘူးဆိုပြီးအကြောင်းပြချက်အမျိုးမျိုးနဲ့ပွဲထွက်ခွင့်မပေးခဲ့ပါဘူး။ဒါပေမဲ့လက်တွေ့ပွဲမှာသူ့ရဲ့နီးပြူဟာတွေအလုံးမဖြစ်ပဲနှစ်ကိုးပြက်ရှုံးနေသွားတဲ့အခါကျမှသူ့ရဲ့တွက်ဆမှုတွေလွဲမှားခဲ့ကြောင်းကိုသဘောပေါက်သွားခဲ့တာပါ။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကသူအမှန်တရားကိုသိလိုက်တဲ့ချိန်မှာမြန်မာအသင်းဟာပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပါပြီ။ဒီနောက်သားတစ်ခုအတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးကကြီးမားလုံးပါတယ်။အထူးသဖြင့်ထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းလုပ်သားတွေရဲ့ပေးဆက်မှုပါပဲ။သူတို့ဟာကိုယ်နိုင်ငံအသင်းလာကန်တာကိုအားပေးဖို့အတွက်ခက်ခဲတဲ့ကြားကနေအလုပ်တွေဖြတ်ရှိစုမဲစုပတ်စံလေးတွေသုံးပြီးတော့ကွင်းထဲထိလာရောက်ပြီးတော့အားပေးခဲ့ကြပါတယ်။အေရှင်ထိုင်းပရိသတ်တွေလန့်သွားရလောက်အောင်ကိုအားပေးခဲ့ကြပေမဲ့ပြန်ရလိုက်တာကတော့ရှုံးပွဲနဲ့မျက်ရည်ပါပဲ။ဗီယက်နမ်ကိုငကိုးပြတ်ရှုံးနေချိန်မှာကွင်းဘေးမှာအသင်းရှိနေတဲ့အမေထက်လူကိုထဲ့မသုံးပဲကိုရဲ့အတားနဲ့နီးစနစ်အစွဲကိုရှေ့တန်းတင်ခဲ့တဲ့နီးပြကြောင့်ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေတဲတဲရေသွန်ဖြစ်ခဲ့ရပါတယ်။တကယ်လို့သာအမေထက်လူကိုပွဲထွက်ခွင့်ပေးခဲ့မယ်ဆိုရင်ဒါမှမဟုတ်ဒုတိယပိုင်းအစပိုင်းလောက်ကလေးကရုံရုံကြည်ကြည်သုံးခဲ့မယ်ဆိုရင်ရလက်ကတစ်မျိုးတစ်ပုံပြောင်းလဲသွားနိုင်နေဆိုတာအားလုံးကယုံကြည်နေကြပါတယ်။ဒါပေမဲ့ဒီဖြစ်ရဆိုကြီးထဲမှာကောင်းမွန်တဲ့အချက်တစ်ချက်ကတော့ရှိနေပါသေးတယ်။အဲ့ဒါကတော့ဂျပန်နီးပြယူကီရဲ့တာဝန်ယူမှုပါပဲ။ဘောလုံးလောကမှာအသင်းရှုံးရင်တချို့သောနီးပြတွေဟာကစားသမားတွေကိုအပြစ်ပုံချတာဒိုင်းကိုအပြစ်တင်တာကွင်းမကောင်းလို့ပြောတာမျိုးတွေလုပ်တတ်ကြပါတယ်။ဒါပေမဲ့ယူကီကတော့အားလုံးကကျွန်တော်အမားပါလို့ရဲရဲဝံ့ဝံ့ဝန်ခံပြီးတော့နှုတ်ထွက်သွားခဲ့ပါတယ်။ဒါကဂျပန်လူမျိုးတို့ရဲ့လေးစားစရာကောင်းတဲ့စိတ်ဓာတ်တစ်ခုပါပဲ။သူဟာသူ့ရဲ့နီးပြဟာညံဖြစ်မှုကိုဖုံးကွယ်မထားပဲယာရုကနေထွက်ခွာခြင်းနဲ့တာဝန်ယူမှုတွေကိုပြသသွားခဲ့ပါတယ်။အခုတော့ယူကီလည်းထွက်သွားပါပြီ။ကြံရစ်ခဲ့တာကတော့အရေးချင်းရှိတဲ့ကစားသမားတွေနဲ့အသေးကွဲနေတဲ့ပရိသတ်တွေပါပဲဒီဖြစ်ရဟာမြန်မာဘောလုံးအဖွဲ့ချုပ်နဲ့နောက်လာမယ့်နီးပြအသစ်တွေအတွက်ကြီးမားတဲ့သင်ခန်းစာပါနိုင်ငံရဲ့ချမ်းမှာခြေစွမ်းပြနေတဲ့ရွှေလိုကစားသမားမျိုးကိုရထားပါလျက်နဲ့နေရာမပေးဘဲကြောင်ထိုးထားမယ်ဆိုရင်ရလက်ကဘလောက်ဆိုးရနိုင်တယ်လဲဆိုတာလက်တွေ့မြင်လိုက်ရပါတယ်။နောင်တဆိုတာအမားပြင်ဖို့အတွက်နောက်ကျသွားတဲ့အချိန်မှရောက်လာတတ်တဲ့အရာပါ။ယူကီရဲ့နောင်တစကားကပရိသတ်တွေရဲ့ဒေါသကိုအနှဲငယ်လျော့ပါစေနိုင်ပေမယ့်ဆုံးရှုံးသွားတဲ့အခွင့်အရေးကိုတော့ပြန်မခေါ်နိုင်တော့ပါဘူး။ကဲပရိသတ်ကြီးမေထက်လူကိုမသုံးမိတာမှားပါတယ်ဆိုပြီးဝန်ခံနှုတ်ထွက်သွားတဲ့နီးပြယူကီရဲ့နောက်ဆုံးလုပ်ရက်ပေါ်မှာဘလို့မြင်ကြလဲသူရဲ့တာဝန်ယူမှုတွေကိုအတိမတ်ပြုလားဒါမှမဟုတ်အချိန်လုံးမနောင်တရတာအလက်ကားပဲလို့မြင်လားမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်